မှာရှိစရာအကောင်းဆုံးစာဘာစာလဲ အကြည်တော်တို့ဘာလို့ရေးတဲ့ဟာတစာအုပ်တွေ မှားတယ် ဘာတော့လဲဆို ငါပြောပြလိုက်ရင်မင်းမှရည်စင်သွားမယ် ပြော မြန်မာနိုင်ငံမှာရှိစရာအကောင်းဆုံးစာက မြန်မာအားကစားကဘာကိုလွှမ်းစေရမည် အေးဟာရည်ရတယ်လို့ရှိတာ ဒီကလည်းတော့ ပြော မော်တော်ပီကဘလို့ခေါ်လဲ ရှင်ထိန်လို့ခေါ်တယ် မားတယ်ဘော်လီလို့ခေါ်တယ် ဘာဆိုင်လို့ ဟာမော်တော်ပီကဘာထိန် ရှင်ထိန်တယ် ဘော်လီကဘာထိန် နို့ထိန်တယ် ရင်ထိန်တာတူတူပဲ မင်းမေ မေး နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုသိပါသလား မင်းယူလို့မေးတာဒီချက်တော့မင်းရိုက်ခံရပြီမြန်မာမဟုတ်ဘူးကဘာကသိတယ်ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပြီဒေါ်စုကြည်အဖေနာမည်ကိုပြောပြပါ လွတ်လပ်ရေးပါခင်အာဇာနည်ကောင်းဆောင်ဘုံကျုပ်အောင်ဆန်း ထိုင်လင်း အဲ့ဒါငယ်နာမည်လေးရ ဘယ်နာမည်နဲ့ထားကြပေါ့ကွာမင်းအစိုးရဆိုတဲ့အတိတ်ပဲကိုပြောပြ အစိုးရဆိုတာမြန်မာနိုင်ငံကိုအုပ်ချုပ်တာအစိုးရ မှားတယ် ဘာလို့ မှတ်ထားအစိုးရဆိုတာအစပဲရိုးလို့အစိုးရလို့ခေါ်တာ မင်းမေ မေး ဝတ်ကိုဘလို့ပေါင်းတော့ PNG ပစ်လို့ပေါင်းရ ပေါင်းအိုးနဲ့ပေါင်းတယ် ဟာဘာကောင်းလဲ လူတကောလုံးကိုခလုံးမတိစူးမကြီးအောင်တောင်းလျှောက်တဲ့နတ်ကဘာနတ်တော့ ကိုစောင်းနဲ့ ဟနတ် ဟဲ့ဆရာကြီး ဘာလို့ကွာ ကမ္ဘာပေါ်မှာလူအ ਨੇ ဆုံးစမ်းတယ်ထောင် အင်းစိန်ထောင်နိုင်ငံရေးချင်းသားတွေလွတ်လိုက်လို့ ခြံနောင်လင်မယားရောက်တဲ့ကံတော်ကွတ်ထွက်တယ် ကဘာပေါ်မှာအကြီးဆုံးလိတ် ကဘာလိတ် အင်္ဂလိပ်